ကျွန်တော်တို့ typing ကျင်းတဲ့ software တွေဘယ်လို download ဆွဲပြီးဘယ်လို install တင်မလဲ Okay ကျွန်တော် Chrome နဲ့ဝင်လိုက်မယ်ပေါ့နော် Chrome ထဲမှာကျွန်တော်မှာ get into PC ပေါ့နော် .com ထဲမှာအဲ့ထဲမှာကျွန်တော်ပါလဲဆိုတော့ rapid typing လို့ရိုက်လိုက်ပေါ့နော်ရိုက်ရှာပြီးတော့ကျွန်တော်ကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်အင်္ဂလိပ် typing ပေါ့နော်ကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးတော့အောက်ကိုဆွဲသွားမယ်ပေါ့နော်ဆွဲပြီးကျွန်တော်မှာ download ဆိုပြီးကျွန်တော်နှိပ်မယ်ပေါ့နော် password က1 2 3နော် Okay ကျွန်တော်တော့မဆွဲတော့ကျွန်တော်ဆွဲပြီးသားရှိရနော်ဒီထဲမှာကျွန်တော်အဲ့ဒါလေးကို extra လုပ်လိုက်မယ်ပေါ့နော်1 2 3ရိုက်မယ်ပေါ့နော် password 1 2 3ပြီးကျွန်တော် okay enter ပေါ့နော်ကျွန်တော်ဖြီးရလေးအောက်မှာရှိရပေါ့နော်အောက်မှာကျွန်တော် repeat typing အဲ့ထဲဝင်လိုက်မယ်နော်ထပ်ဝင်မယ်အပေါ်ဆုံးက folder ကိုထပ်ဝင်မယ်အဲ့မှာကျွန်တော်64 RAM ပဲပေါ့နော်Okay ကျွန်တော်ခဏလေးစောင့်ပြရမယ်ပေါ့နော်အဲ့မှာကျွန်တော် next ကိုနှိပ်မယ် I agree next ပေါ့နော် install လွယ်တယ်နော်လောက်ရတာတော့ကျွန်တော်ပြီးကြရင် finish ပြီးမှကျွန်တော်တို့တန်းသုံးပဲနော်ကျွန်တော် desktop ပေါ်မှာ software လေးရောက်နေကျွန်တော်သွင်းပြီးသွားပြီပေါ့နော်အဲ့မှာ rapid typing ပေါ့နော်အဲ့ဒါလေးကျွန်တော်ဖွင့်လိုက်မယ်ကျွန်တော်အဲ့မှာ keyboard ကအင်္ဂလိပ် keyboard နဲ့ရိုက်ရမှာနော်အင်္ဂလိပ် typing မှာ offline မယ်နော်အဲ့တချို့ကမှားကြလို့နော် Okay နောက်တစ်ခုကကျွန်တော်မြန်မာပေါ့နော်မြန်မာ typing software ကကျွန်တော်ဒီမှာရှိရကျွန်တော်ဟို email login ဝင်ထားရမယ်နော် browser မှာကျွန်တော်ဒီတိုင်းလေးရိုက်ထည့်လိုက် address bar မှာနော်မှန်အောင်ရိုက်ထည့်မယ်ပေါ့နော်ရိုက်ထည့်လိုက်ကျွန်တော်နှစ်ခုရှိရကျွန်တော်အပေါ်ဆုံးကဟာကိုယူလိုက်ရပြီနော်အောက်ကဟာတိတ်အဆင်မပြေဘူးအပေါ်ဆုံးက typing tutor ကိုကျွန်တော်ဝင်လိုက်မယ်နော် double click နဲ့ဝင်လိုက်မယ်ဆိုတော့ download ရှိရနော်အဲ download လေးနှိပ်လိုက်နော်ကျွန်တော်ကတော့ဆွဲပြီးသားရှိရပေါ့နော်ကျွန်တော်တော့မဆွဲပြတော့ကျွန်တော်အမှအပေါ်ဆုံးအောင်နော်အဲ့ဒါလေး install တင်ကြမလို့ကျွန်တော် right click နှိပ်ပြီးတော့ copy ကူးလိုက်မယ်နော် copy ကူးပြီးတော့ကျွန်တော်အဲ့ဒါကို C ထဲကိုသွားထည့်လိုက်မယ် this PC တွေက C ထဲမှာနော်ကျွန်တော် paste သွားချလိုက်ပါဘောနော်ပြီးသွားရင်ကျွန်တော် continue နှိပ်မယ်အဲ့ဟာလေးကိုကျွန်တော် right click နှိပ်မယ်အဲ့ file လေးကို desktop ကိုကျွန်တော် shortcut တင်လိုက်မယ်ပေါ့နော် send to နှိပ်ပြီးတော့ desktop နှိပ်လိုက်မယ် okay အဲ့ဒါကျွန်တော်ရပြီနော်ဒါ desktop မှာကျွန်တော်သုံးလို့ရပြီရောက်နေပြီ software ကအဲ့မှာကျွန်တော်ကြည့်လိုက်မယ် rapid typing sorry မြန်မာ typing နော်မြန်မာ typing ကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးပွင့်လိုက်အဲ့ software ပေါ်မှာတစ်ချက်နှိပ်လိုက်နော်နှိပ်လိုက်ဝင်ကျွန်တော်အဲ့မှာနာမည်တစ်ခုပေးမယ်ပေါ့နော်ရတယ်ခုကကျွန်တော်အောက်မှာ start ဆိုတာလေးနှိပ်လိုက်မယ်နော်ကျွန်တော်မြန်မာ typing ရိုက်ပြီဆိုလဲအင်္ဂလိပ် keyboard နဲ့ပဲရိုက်မယ်နော်အဲ့ဒါလွဲကြလို့နော်အင်္ဂလိပ် keyboard နဲ့ပဲသူ့ထိုးနော်အမှာရပ်ပင်းတော့အလုံးကြီးကျွန်တော်ရိုက်ပြရနော်ကျွန်တော် typing လေ့ကျင့်တဲ့လေ့ကျင့်နည်းပေါ့နော်မြန်အောင်လေ့ကျင့်နည်းတို့ပါလို့ဆိုကျွန်တော်ဗီဒီယိုတစ်ခုထပ်လုပ်ပေးပါဗျဒီဗီဒီယိုကကျွန်တော်ဒီလောက်ပါပဲနော်ကျေးဇူးပါဗျ